ဒီခွေးကခဏခဏဟောင်းနေတဲ့အခါကျတော့အေးရေးပြက် ဘွဲတပွဲကိုသိန်းရာနဲ့ချီပြီးယူသွားတယ်ဟာအဲ့ဒါမင်းတို့စောက်လို့ ကိုဟာသူကိုယ်တိုင်လည်းပဲစွန်းတစွန်းလောင်းဖို့တဲ့ပုံ အဲ့တောက်ဆန်တွေကမင်းတို့စောက်လို့လား ဘုန်းကြီးတွေလှူလဲရတယ်မလှူလဲရတယ်ဘာမှမဖြစ် နာဝဒနာဖသိန်းသိန်း NLD နောက်ဆုံးဒေါအောင်ဆန်းစုကြည်ကို အဲ့ဆေးကြောင်းနေတာလေအကုန်လုံးပတ်ပြီးတော့ရန်ပတ်ပြီးတော့ဆဲ စောက်ပေါ်မိန်ကုန်နေပြောပြီးတော့လူတွေကိုဆက်လိမ့် အစိုးရလည်းတာဝန်ယူမထားဘူးစစ်တပ်ကလည်းတာဝန်ယူမထားဘူး ခေါ်ရမပြောပါမိမိကိုယ်သာကိုယ်ွယ်ရတဲ့ ဟောင်းနိုင်ထကြည့်မနေနဲ့တဲ့မဟုတ်ဘူး ဖုန်းကြီးတွေသွားကိုယ်ွယ် တရွာလုံးမကလို့တစ်မျိုးလုံးပြောင်းဘာသာပြောင်းသွားတစ်မျိုးလုံးမကလို့ဒီမြန်မာတနိုင်ငံလုံးဘာသာပြောင်းသွားလည်းပဲဘယ်ဘုန်းကြီးမှဝမ်းမနေဘူးဘာဖြစ်လို့လဲကိုယ်အုံနှောင်းနဲ့ကိုယ်အသိဉာဏ်နဲ့ကိုကြိုက်တာလွတ်လွတ်လပ်လပ်ကိုယ်ွယ်ခွင့်အပြည့်အဝဗုဒ္ဓဘာသာမှာရှိပြီးသားအဲ့တော့ဒီလောက်လွတ်လပ်တဲ့ဘာသာကိုဘာဖြစ်လို့ဝမ်းပြီးစော်ကားနေကြတာလဲတချို့ဟာဘုန်းကြီးတွေကမကောင်းလို့ပြောရင်ပြောလိမ့်မယ်တန်ခါဆိုတာကလည်းပဲဥစဉ်တော့အဖွဲ့အစည်းပဲတန်ခါဆိုတာအဖွဲ့အစည်းပဲနော် institution တစ်ခုပဲဒီလိုအဖွဲ့အစည်းတစ်ခုမှာဘယ်အဖွဲ့အစည်းပဲဖြစ်နော်ဇင်လုံး6ပြစ်ကင်းတဲလဲစင်ဆိုတဲ့အဖွဲ့အစည်းဆိုတာရှိကိုမရှိဘူးခရစ်ယာန်မှာလည်းသူကောင်းတဲ့လူတွေရှိတယ်မွတ်စလင်မှာလည်းကောင်းတဲ့လူတွေရှိတယ်နော်ဒီတန်ခါအဖွဲ့အစည်းမှာလည်းကောင်းတဲ့ယဟန်တန်ခါတွေအများကြီးရှိတာပဲဥစဉ်အဲ့ဒါမကောင်းတဲ့တန်ခါတွေမရှိဘူးလားရှိပါတယ်မကောင်းတဲ့တန်ခါဆိုတာလက်ချိုးရည်လို့ရတယ်ကောင်းတဲ့တန်ခါတွေစာသင်တိုက်တွေတွားကြည့်မလားတရားရိပ်သားတွေတရားစခန်းတွေတွားကြည့်မလားနော်24နာရီပတ်လုံးပရိယပฏิပတ်ဒါတွေအားထုတ်နေတဲ့ပုံကိုယ်တွေအများကြီးရှိတယ်ဒီလိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုံကိုယ်တွေကြတော့ဘဒူကမှချီးမွမ်းအောင်ကောင်းမှန်းဘဒူကမှတာရုခွာအောင်ကောင်းမှန်းတယောက်မှမသိကြဘူးဘဒူမှမချီးမွမ်းကြဘူးခုနလို့ကဲ့ရဲ့ဇရာလေးနော်မြန်မာပြည်မှာတန်ခါ4သိန်းရှိတဲ့ထဲကကဲ့ရဲ့ဇရာလေး3 4 5ပါးနော်10ပါး15ပါးအပါး20အပါး100အဲ့ဒီလိုကဲ့ရဲ့ဇရာလေးရှိပြီဆိုလို့ရှိရင်ဟာကဲ့ရဲ့လိုက်တာအပြစ်ပြောလိုက်ကြတာနော်ပွက်ကလုံးကိုညံလို့တိပိဋကတပါးပြီးသွားတယ်ဟိုတလောကလူကမန္တလေးမှာဝတ္တန်တကအလွန်အင်မတန်ပြီးဖို့ခက်ခဲတဲ့စာမေးပွဲတွေအောင်မြင်ဖို့ခက်ခဲတဲ့စာမေးပွဲတွေဒီလိုတွေတိပိဋကကြီးပြီးသွားတယ်ဘီယွန်သားကြီးပြီးသွားတယ်ဝတ္တန်တကပြီးသွားတယ်တာရုခေါ်ကောင်းမှမသိဘူးချီးမွမ်းကောင်းမှမသိဘူးနော်အဲ့ဒီလိုပွဲဆိုတာဒီတန်ခါ4သိန်းထဲမှာလက်ချိုးရည်လို့ရတယ်ဘယ်နှပါးမှမရှိဘူးအဲ့လိုကောင်းတဲ့ဥစ္စာကြာရင်တော့ဘယ်တော့မှဘယ်သူမှမပြောဘူးဘယ်သတင်းမီဒီယာမှာလည်းအင်တာမပြဘူးဒီကောင်းတဲ့သတင်းတွေကြာလျှို့ဝှက်ထားလိုက်တော့တာဒါကြောင့်မလို့ဘာသာရေးကိုဗုဒ္ဓဘာသာမှာကြိုက်တဲ့နေရာမှာစုံစမ်းနော်နားမရှင်းတာနားမလဲတာလက်ခံလို့မရတဲ့ဥစ္စာဆိုလို့ရှိရင်လည်းပဲဝေဖန်လို့ရပါတယ်ပြီးရင်လည်းပဲကိုမရှင်းကိုမသိဘူးဆိုလို့ရှိရင်လည်းပဲမေးမြန်းလို့ရတယ်ကိုမေးမြန်းလို့တဘာဝယုံသည့်အာဂမယုံသည့်မကြဘူးဘုရားဗရာကိုမယုံကြည်ဘူးမကိုးကွယ်ခြင်းမှုအေးစေပဲဘိုင်တတ်တာလုပ်လိုက်ဟုတ်တယ်မလားကိုညံတဲ့ကိုပဲဘုရားဗရာဘုရုမှန်ဆွဲမထားဘူးဘုရုမှန်ဆွဲမထားဒီလိုဆွဲမထားတဲ့ဘာသာနော်ဘာမှခုနလိုဘာနဲ့မှမဆွဲဘူးယာရုနဲ့လည်းမဆွဲဘူးအာနာလည်းမဆွဲဘူးပါဝါနဲ့လည်းမဆွဲဘူးနော်ငွေကြေးနဲ့လည်းပဲမဆွဲဘူးကိုကြိုက်မှကိုယ်ွယ်ဗုဒ္ဓဝါဒဟာဝိပဿနာဝါဒပဲအဲ့ဒါကိုခဏစော်ကားနေလွန်းလို့အဲ့ဒါကြောင့်ဦးစင်ကဒီမှာပြပရောက်နေတဲ့ဒီကစေးကြောင်ကြောင်းနေတဲ့ဆိုတဲ့လူစေးကြောင်ကြောင်းနေတဲ့လူခဏဟောင်းနေလို့မလို့အေးပြက်လို့မလို့ဦးစင်းကနော်တန်ဃာတွေရဲ့ကိုစားထပြီးပြောပြတာနော်ဘယ်ဆရာတော်ဘယ်တန်ဃာတော်မှပြောမှာမဟုတ်ဘာဖြစ်လို့လဲသူမှမတူတာ level မှမတူတာဘာဖြစ်လို့လဲကိုစားဖို့ကိုပဲနော်ကိုစားဖို့ကိုလေးပဲသူတို့ကသိတာလေခုနလိုပေါ့မြန်မာနိုင်ငံမှာဘာသာရေးနဲ့အတန်ရှင်းရှာဆရာတော်ကြီးစော်ကားဆရာတော်ကြီးပြစ်မှားအဲ့ဒါဆိုလို့ရှိရင်မြန်မာပြည်ရဲ့လူတွေကဘာသာရေးထိတဲ့ခါကျတော့မခံတဲ့ခါကျတော့သူက view တွေတက်တော့ဒီကရတဲ့ဒေါ်လာနဲ့ဒီကဝင်နဲ့စားတော့ကိုယ့်ဘုတ်ကိုပဲကြည်တာအဲ့လိုပုံစံ
အဲ့ဒီတို့ဒီဘာသာရေးနဲ့အတန်ရှင်းရှာပြီးတော့ဟာဆဲဆိုပြီးမှရတာနဲ့မှစားတောက်နေရတာနော်စေးကြောင်နေလဲကိုယ့်ဟာကိုနေဒါမှမဟုတ်ဘာသာရေးကိုတကယ်ကိုထဲဝင်သိကျင်တယ်ဆိုလို့ရှိရင်ကြိုက်တဲ့ဥစ္စာကိုမေးဒီလောက်လွတ်လပ်တဲ့ဘာသာကိုပဲဘာမှမကိုးကွယ်ခြင်းမှုဆိုလဲရတာပဲဘာဖြစ်တာမှတ်လို့ခုလဲမြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေ၄သိန်းဘယ်သူမှတာဝန်ယူမထားဘူးအဲ့တန်ဃာ၄သိန်းရဲ့နေမှုထိုင်မှုစားမှုတောင်းမှုအစိုးရတာဝန်ယူထားတာလားစဉ်းစားကြည့်လိုက်အဲ့တန်ဃာတွေနေရေးထိုင်ရေးနော်စွမ်းကွမ်းကိစ္စကြောင်းကိစ္စအစိုးရကလည်းတာဝန်ယူမထားဘူးစစ်တပ်ကလည်းတာဝန်ယူမထားဘူးအခုပါတီတွေကလည်းတာဝန်ယူမထားဘူးနော်မြန်မာနိုင်ငံကလူတွေကလည်းပဲတာဝန်ယူထားတာမဟုတ်ဘူးအဲ့ဒါဆိုသူတို့တာဝန်ဘယ်သူကယူရလဲမန္တလေးမှာရှိတဲ့တန်ဃာကိုမန္တလေးတစ်မျိုးလုံးကတာဝန်ယူမထားဘူးမန္တလေးမှာရှိတဲ့တန်ဃာတွေကိုမန္တလေးမြို့မှာရှိတဲ့တရားရှိတဲ့ပုဂ္ဂိုလ်တွေကပဲတာဝန်ယူထားတာမြန်မာနိုင်ငံမှာလူဦးရေ52တန်းကျော်ရှိတယ်တန်ဃာက4သိန်းလောက်ကလေးပဲရှိတာအဲ့4သိန်းလောက်ကလေးကိုတကယ်တာဝန်ယူထားတာအစွန်းထွက်လူဦးရေ2တန်းလောက်ပဲရှိတယ်အဲ့2တန်းလောက်ကအဲ့4သိန်းကိုသူတို့တရားလျောက်တာဝန်ယူထားတာဘလို့မှဝန်ထုတ်ဝန်ပိုးကြီးပေးထားတာမဟုတ်ဘူး